ဒေါ်အောင်ဆန်းစုကြည်ရဲ့ kiss ကတကယ်ကိုအကြီးဆုံး kiss ဖြစ်လာပြီအခုဒါသူ့ရဲ့သားထိန်လင်းကိုယ်တိုင်ကဒီကနေ့မှကြီးညာလာပြီပေါ့နော်သူ့ရဲ့အမေဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာအသက်80နှစ်ပြည့်နော်ကျွန်တော်တို့ပြည့်တော့မှာပေါ့နော်ဆိုတော့ကဘာပေါ်မှာသူဟာအသက်အကြီးဆုံးနိုင်ငံရေးအချင်းသူဖြစ်တမိုင်းမှာတွင်သွားခဲ့ပါပြီနော်ဆိုတော့အင်တန်မှရက်ဆက်ပါတယ်အဲ့ဒါကိုပဲဒါအခုအမေစုရဲ့အသားထိန်လင်းကပြောနေပြီနော်အမေစုကအသက်ရှင်တာမဖြစ်နိုင်လောက်တော့ဘူးလို့ပြောနေဗျာ။ဘာကြောင့်လဲဆိုစစ်ကောင်စီကအခုဓာတ်ပုံတွေထုတ်ပြတာကလေလွန်ခဲ့တဲ့2023ကဖြစ်ကြောင်းဓာတ်တွင်သတင်းရင်းမြစ်တွေကအတည်ပြုတယ်။ဒါကြောင့်ဒီကနေ့မှဆိုရင်ကိုထွေလင်းကဘာပြောလာလဲဆိုရင်ဒါဒေါန်ဆန်းစုကြည်ရဲ့နောက်ဆုံးဘဝလက်ကျန်အချိန်မှာလက်ကျန်ဘဝကတစ်နှစ်နှစ်တကယ်လို့အသက်ရှင်နေသေးရင်ဗျာတစ်နှစ်နှစ်လောက်ပဲရှိတော့တယ်ဗျာဆိုတော့ရှိတော့တဲ့အချိန်မှာအဲ့လိုလက်ကျန်လေးကိုဗျာမိခင်ရဲ့နဘေးမှာအတူတူเนาะဂုံဆုံးချင်တယ်ဆိုပြီးတော့တားဖြစ်တဲ့ကိုထင်းလင်းကပြောလာတာပါเนาะဆိုတော့စဉ်းစားကြည့်ကြတော့ခုအာဆီယံကလည်းပြောတယ်အာဆီယံကလည်းမြောင်းနိုင်တို့ကအာဆီယံအစည်းအဝေးပွဲတက်ခွင့်မပေးဘူးအတိမမပြုတာကဘာကြောင့်လဲဒေါအောင်ဆန်းစုကြည်ကမထုတ်ပေးလို့ဒေါအောင်ဆန်းစုကြည်အသက်ရှင်သေးဆိုတာသူတို့အနေနဲ့မထုတ်ပြလို့ဒါကြောင့်ပဲဖြစ်တယ်အခုဒေါအောင်ဆန်းစုကြည် Nobel ဆုရှင်เนาะတကယ်လို့မှသူရဲ့ဒီဆုံးကတော့ serious kiss ကိုဖြစ်လာပါပြီ